မင်္ဂလာပါခုဆရာတော်တန်ဃာတော်တွေနဲ့ကိုတော့ခုတောင်ထိပ်ပေါ်ရောက်လာပြီပေါ့နော်တောင်လို့ဆိုလမ်းကတော့တော်ကျန်းတယ်အခုကဟိုမှာဟိုကအကြောင်းလေးတစ်ကြောင်းအဲ့ဒါကဗုဒ္ဓဘာသာအကြောင်းပေါ့နော်ကျောင်းမှာအဲ့မှာပြီးခဲ့တဲ့တစ်ခေါက်လည်းမှလာတဲတယ်အခုအဲ့မှာအဲ့ဒီမှာတွားပြီးတဲကြမယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒါကကာရမန်ဒူမြို့ကသူ့ရဲ့အကျယ်ဝန်းအားဖြစ်ကဘယ်လောက်ရှိလဲဆိုရင်သူက18မိုင်ရှိတယ်ပေါ့နော်သူရဲ့ပတ်လည်းအကုန်လုံးသူရဲ့ညပေါင်းက18မိုင်ရှိတယ်အဲ့တော့ခုတောင်ပေါ်ကြီးကိုရောက်လာပြီပေါ့နော်ဟိုကျောင်းကိုသွားပြီးတော့ဒီနေ့နားကြမယ်မနေ့ပြန်ကြလို့ရှိရင်တော့ဟိုစားအိန္ဒိယကိုသွားမယ်အိန္ဒိယမှာတော့9ရက်ကြာမယ်အိန္ဒိယ9ရက်ကြာပြီးလို့ရှိရင်မဟာဝုံပြန်လာမယ်ပေါ့နော်မဟာဝုံမှာတော့တရား9ရက်တရားစခန်းလုပ်ပြီးမှမြန်မာနိုင်ငံကိုပြန်မယ်တန်ဃာတော်တွေလည်းပြန်ကြွသွားမယ်ဒီဝါဆိုမဲ့တန်ဃာတော်တွေလည်းဝါဆိုမယ်ပေါ့နော်အဲ့ဒါတော့ဒီရဲ့ခီးစင်တာနီပေါ်ရဲ့ပထမရဲ့နေ့လေကျတော့မြို့ထဲမှာဖျားတွေတော့ဖူးတယ်အခုတော့ဒီကတဲဖို့ကျတော့ဘုရားဘာသာကျောင်းကိုသွားတာဖြစ်တယ်လမ်းလည်းကျွန်တော်တို့ရွာတော့တတိယတယ်မှာကြည့်တာကျွန်တော်ပိုးရွာတောင်ပေါ်ရွာရှမ်းပြည်ရွာလမ်းလိုမျိုးပဲမိုးတွင်းဆိုရင်မှသွားလို့မရဘူးပေါ့နော်ဟုတ်ဒါကအခုအစ်ဖောက်ထားတယ်ပြီးခဲ့တဲ့တစ်ခေါက်လာတော့ဒါမဖောက်ထားဘူးလမ်းဆိုင်ကြတော့သွားလို့မရအခုကဒါလည်းရှားလေးတော့သွားလို့ရပြီနည်းနည်းကျဲသွားပြီပေါ့နော်ဟုတ်ကဲ့တော့ဒီဘောနဲ့ငါးပါနဲ့တူလဲဆိုတော့ကျွန်တော်တို့ရှမ်းပြည်နဲ့တူတယ်ဒါဒီပြည်လို့ဆိုရင်အိုးလို့တခုမူးပေါ့တခုမူးကပိုးနေလဲတူတယ်နောက်ပြီးတော့ cherry ပြည်နေလဲပေါ်တယ်ဟိုရှိမှဆိုလဲတစ်တော်ပြည်ပေါ့ဟိုတစ်တော်ကြီးတွေလည်းရှိတယ်ဒါပြောင်းဟိုမှာပြောင်းချန်အဲ့မှာကျတော့ပိုးရွာနဲ့တပုံစံတယ်ပဲအရန်ကိုစိတ်ဝင်စားစရာတော်ကောင်းတယ်ဒါဆိုရင်မွန်ဒီပေါ့ပိုးလို့တဆန်မူးလေပိုးလို့တဆန်မူးတာမွန်ဒီပေါ့နော်တဆန်အစုံပဲဒီပေါ်နဲ့ငါတကယ်ဟိုဗာလဲရှမ်းပြည်ကအတိုင်းပဲဟုတ်နော်ဟိုဒီလမ်းလဲအဲ့ချောက်လာလို့ရတယ်ဒါတော့တောင်းနေတက်ရတော့ဆရာတော်ကြီးတွေကမတက်နိုင်လို့ဟိုဘက်လမ်းနေတက်လာတာဖြစ်တယ်နော်ဒါကတော့ပြစ်တော်ပဲဒါတော့တော်ကျေသွားပြီအဲ့တော့ဒီပေါ်နဲ့ငါဟိုတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကိုယ့်ရဲ့ရွာရောက်နေတယ်လို့ပဲအပြင်တွေလည်းအေးချမ်းလေးနဲ့ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အားလုံးဟုတ်ကဲ့ဒါကတော့တောင်းဟိုတက်လာနေဘောတော့ကျောင်းတော့ရောက်ခါနေပြီကျောင်းဝင်တဲ့ရောက်ခါနေပြီဟုတ်ကဲ့ဒါလေးကတော့ကျောင်းထဲကိုရောက်လာပြီပေါ့နော်ကျောင်းထဲရောက်လာပြီဒါကျောင်းပရဝင်တော့တိတ်ကနေတော့ရှိမယ်တချို့ဆရာတော်တန်ခါတော်တွေကတော့ရင်ရောက်နေပြီတော်တော်လေးမောနေဘာလို့လဲတောင်းတော်တော်လေးတက်ရတယ်ဆိုတော့ကျွန်တော်ကတော့နည်းနည်းတော့ကြာနေသေးတယ်တော်တော်လေးမောသွားတယ်ချွေးတွေနဲ့ဒါကိုပြန်ကြတယ်ပေါ့နော်ဟုတ်ကဲ့ဒါအကြောင်းလေးကိုရောက်လာပြီးဒီညဒီမှာတဲမယ်အားလုံးကိုကျေးဇူးတင်ပါတယ်